လုံးမဲမင်္ဂလာကျွန်တော်တို့ဒီနေ့မှာတော့ဒီမှာဘာသာစကားမြန်မာဘာသာပြောင်းလို့ဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့အင်္ဂါဆုံးဒီကြီးတော့ဝင်လိုက်ပါခင်ဗျာဒီကြီးတော့ဝင်ပြီးတော့ဗာကျွန်တော်ရဲ့ channel လေးကို subscribe ကလေးလာလို့ပြောဆိုချင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကဘာပေါ်တော့ဒါကျွန်တော် channel လေးပါကျွန်တော်ရဲ့ channel လေးက like ကကျွန်တော် like ကတော့အခုဒီမှာ like ကကျွန်တော်တို့မှာအဲ့လောက်ပဲရှိပါတယ်ခင်ဗျာအဲ့လိုပြောတော့မှာကျွန်တော်ရဲ့ like က20နေပဲရှိပါတယ်ကျွန်တော်မျှဝေတာ23မှာကျွန်တော်တို့မှာ issue မှာကျွန်တော်295ပါကျွန်တော်တို့မှာစကွန်နေကြတော့ကိုရောက်ပါအဲ့ဒါဆိုကျွန်တော်တို့ခုနကနေမှာစကားဖြစ်နေတယ်အဲ့ဒါကျွန်တော်အင်္ဂါနဲ့ညီမပါစကားပြောင်းနေဖြစ်ပါတယ်ကျွန်တော်အကောင်လေး subscribe လေးနှိပ်ခဲ့ပါအဲ့ဒါကြည့်ပါဗျာ let's go အဲ့ဒါကျွန်တော်အင်္ဂါနဲ့ကိုယ့် profile နဲ့ကိုလည်းပါခင်ဗျာပြောထားလို့နေပါဟုတ်ပါဗျာအဲ့ဒါဆိုကျွန်တော်တို့ခဏဆောင်လိုက်ပါတော့ line တိတ်မကောင်းလို့ပေါ့နော်ဟုတ်ကဲ့ပါခဏလေးပါโอเคကြောင်းရပါပြီကျန်တဲ့ဆိုကျွန်တော်တို့မှာအခုကြောင်းလို့မှာဒီပြအဲ့ဒါမှကျွန်တော်အဲ့ဒါလေးနှိပ်လေပါ73ဆိုအဲ့ကျွန်တော်မှာsettingဆိုတာကိုပြပါလိမ့်မယ်အဲ့ settingဆိုတော့ကျွန်တော်နှိပ်လေပါsetting များစွာနှိပ်လေပါဒီမှာဘာသာစကားဆိုတယ်ပါလေအဲ့ဘာသာစကားကိုနှိပ်လေပါကျွန်တော်တို့အမှားကြောဒီမှာအဘာသာစကားဆိုနေလေပါကျွန်တော်မှာအပေါ်မြန်မာကျော်တော့ကျွန်တော်ခုမှမြန်မာပေါ်ကျော်မှာအင်္ဂလိပ်လို့ပြန်ပြန်နော်အင်္ဂလိပ်လို့ပြောင်းရအောင်နေလေပါကျွန်တော်အင်္ဂလိပ်တော့ပြီးတော့ကျွန်တော်မြန်မာကိုရှာလိုက်ပါပြန်ပြီးတော့ငါ့ကိုရှာလိုက်ပါတဲ့ကျွန်တော်မြန်မာပြန်ရှာလိုက်ပါခင်ဗျာကျွန်တော်မြန်မာတမှာပါမြန်မာလေးကိုနေလေပါမကျွန်တော်ရပါပြီအားလုံးပဲအဆင်ပြေကြပါစေခင်ဗျာပမိုက်တတာ